Hi guys ကျွန်တော်ရှင်းစုဒါတော့ကျွန်တော်ရဲ့ first video လေးဖြစ်ပါတယ်နော် Roblox ရဲ့ history grandma ဆိုတဲ့ case အောက်တော့မှာဖြစ်ပါတယ်ဒီမှာကျွန်တော်ကလေးလေးပေါ့ကျွန်တော် grandma ကျွန်တော်ရဲ့အဖွားကျွန်တော် live ထည့်နေပြီကျွန်တော် like တက်တာပေါ့ကျွန်တော်ညီကိုရ like တက်တာပေါ့ကျွန်တော် review ဟာရောလကားမှတ်ပြီးတွားရလိုက်တာ review ပဲကြည့်နေပေါ်လာတော့ကျွန်တော်ရှောက်သွားတယ်ရခွက်ရောယူနေအပေါက်လေးကနေကျွန်တော်ထွက်လာပါကီးတစ်ချောင်းလို့လေကီးလေးလိုက်ပါအဲ့ဒါမှကျွန်တော်အဖွားလေးတော့လို့အဖွားကိုထောင်းဝတ်တဲ့လိုက်ရအဖွားကကျွန်တော်လက်တီးနဲ့လိုက်ဆိုတော့ကျွန်တော်တို့ဝပင်းလိုက်ဆိုင်နဲ့ချက်တစ်ခုထွက်လိုက်တွေ့လိုက်တယ်အချက်တွေကဓာတ်တစ်ချောင်းယူလိုက်ပါအဲ့ဒါတစ်ချောင်းယူပြီးအဖွားကိုဒါနဲ့ပေါက်လို့ဖြစ်ပါတယ်အဖွားကိုလိုက်ရှာတယ်အဖွားအဲ့ဒီချိန်မှာပြောက်အမအဖွားတို့တော့အဖွားထွက်ပြီးတော့ကျွန်တော်တို့လိုက်တယ်အဖွားဓာတ်နဲ့တော့အဖွားထိပဲတော့အဖွားတို့အဖွားတော့လည်းခံနေလိုက်တာပေါ့အဖွားနဲ့တော့ကြော်ကြီးမှာတာလာကြည့်ဗျာကိုလည်းဘုံတွေထူပါတယ်အဖွားကညမတာနားရဘာတောင်းမှမရှိပါဘူးကျွန်တော်တို့လည်းမို့ထည့်ပြီးအမကျွန်တော်ကလေးနှစ်ခုနဲ့အဖွားပြစ်ပေါက်လာထိတော့ပုံလေးပါမကျွန်တော်လည်းလိုက်ရှာတော့မဖြစ်တော်လေးနဲ့ချက်တစ်ခုလို့တော့ချက်ထရပစ္စည်းကိုကျွန်တော်ဝယ်ပါအမကိုမီးလောက်ရှောက်နေနေတာအကောင်လုံးနဲ့ပြန်ထားလို့ရတယ်ကျွန်တော်အဖွားပါလို့တော့ဒီအဖွားထက်စီလို့ကျွန်တော်လေရှောက်ကြီးအစိမ်းရုံလေးယူလို့ရတာနေတယ်အစိမ်းရုံလေးရေးဘာချောင်းနဲ့ဒီယူတော်လည်းပစ္စည်းမရှိတော့ပေါ်တက်ပါလေလို့ပေါ်မှာလည်းဘာပုံမှန်မရှိတော့ကျွန်တော်လည်းရှောက်ကြည့်တာပေါ့လိုက်ရှာတာပေါ့မကျွန်တော်ပြည့်ထားတဲ့ဓာတ်လေးတွေ့အဲ့ဓာတ်လေးကအပေါက်တော့ပေါက်လို့ဆိုပြီးကျွန်တော်တွားရတာအဖွားသူများချက်တော့နဲ့ပြန်လို့တွေ့တယ်ကျွန်တော်လည်းဓာတ်နဲ့ပေါက်โอเคလမ်းကတော့မကောင်းတော့ပေါက်ပြီးတယ်လို့ဖြစ်အမကျွန်တော်အခန်းတစ်ခုတွေ့တယ်အခန်းတစ်ခုထဲမှာပစ္စည်းအများကြီးဆိုကျွန်တော်ကောက်လိုက်တာဘာသာရေးအရုပ်လေးအဲ့အရုပ်လေးနဲ့ပြင်မယ်ဆိုပြီးတော့လိုက်အဖွားလည်းပြောက်သွားတယ်ပြီးတော့အခန်းထဲလိုက်ကြတယ်အခန်းထဲမှာတွေ့တယ်သူရှောက်ပြေးနေတာမခေါင်းတက်ထုတ်ပြီးဘူးလေကျွန်တော်လည်းပေါ်ပေါ်လိုက်ကြတယ်ပေါ်ပေါ်ရရှာတော့မခက်ပါဘူးတခါကလေးပေါ်လာတယ်ကျွန်တော်မိတော့ကိုယူပြီးတော့အဖော်ပြပြပါဒီလိုယူတော့အနာတနာဟာယူလို့ရလဲတော့ကြည့်တယ်ယူလို့လည်းမရဘူးလားအဖွားကနားပါလေအဖွားဝိုင်းပြတာအဖွားဖောက်တက်ဝိုင်းထူကြဟဲ့ညီတို့ရောင်ကြီးအဖွားပြလိုက်တာကလုံးထသွားတယ်ဒီမှာဘာလို့ရှိနေတာဒီရောင်ကြီးခီးပဲရှိတယ်ခီးကဘာလို့မှာတော့ဘာလာတော့ရောင်ကြီးဓာတ်ရဲ့လေးပေါ်ရောက်လာရောင်ကြီးအဖွားထပ်ထုလို့လိုက်တယ်ဖမလေးငါယူမအေးငါရပြီပြစ်လိုက်တော့မယ်ဘယ်ရောက်ကြော်ထွက်သွားတာပလင်းရှိမှမသိခွက်ရှိမှမသိဒါကြီးကမိုးကိုပြန်လာကြီးကရုပ်ပေါက်တယ်ကွာအဖွားဝမ်းပြေတာအဖွားတက်ဆဲဘူးပဲကျွန်တော်လည်းဘယ်ရမလို့ရိုက်ရှာတာဘာမှလည်းမတွေ့ကျွန်တော်ကစားဖို့ခန်းနဲ့သွားမယ်ကွာမိတိုက်ဘူးရခဲ့ဗျာအကောင်ကြီးပြန်သွားပဲအဖွားကြီးပြန်သွားမယ်ကွာဖွားနဲ့ရှိတဲ့တူတော့အဖွားကန်စားလိုက်တာမမိလည်းလူကန်ကောင်းအဖွားလည်းတော့တက်က32ပဲကျွန်တော်လည်းပစ္စည်းလိုက်ရှာတာပေါ့အဲ့ဒါယူလို့မရဘူးဒုံးမြိုင်တခုလို့တော့ဒုံးမြိုင်ယူလိုက်ပြီအဲ့တော့မှပဲပြေးပဲကွာအဖွားတိုင်းမထည့်ပြီးဗျာအဖွား
လမ်းမှာ beauty လုပ်ပြီးပြစ်တာအဖွားပြောက်အခန်းထဲရောက်ကျွန်တော်အဖွားကိုလိုက်ရှာယူအဖွားတို့တော့ကျွန်တော်ပြစ်လိုက်ဖမ်းဓာတ်ပြန်ရဘာကြီးလဲမသိဘူးဗျဒုံးမြိုင်ပြပြီးဒုံးမြိုင်နဲ့ကောင်းပြေးရတယ်မပြေးပြီးတော့အဖားဝဲလေးတို့ဓာတ်လေးယူပြီးတော့မှအဖွားတော့ပြင်မယ်ဆိုပြီးဆုံးဖြတ်ချက်ထားတယ်အဖွားလည်းတည်တော့မှာဘူးအဖွားပဲပြောက်သွားတယ်ဒီဟဲ့ငါလည်းယူနေလားဒီရှောက်ပြက်အမရှာဝါလေးယူပြီးကျွန်တော်တော့ပြစ်ပဲတော့ပြင်အဖွားရှာဝါနဲ့ပြစ်တော့မှန်သွားလေဝေးကနေပြစ်တာအမတုံးရလေးယူတော့အဖွားပြစ်အဖွားဟိုရဲလို့တော့အမအဖွားအသက်က7ပဲကျန်တော့တက်ကလည်း3ခုပဲကျန်တော့ကျွန်တော်နိုင်သွားပါတယ်ကျွန်တော်တို့နိုင်ပါတယ်နောက်တော့ပေါ့နောက်တော့မန်ဂီတီလူကြီးကိုတွေ့တယ်ဗျာဘာလဲဆိုလိုနဲ့ပေါင်းပြီးလမ်းပြောက်လာလားမကျွန်တော်ခိစားလိုက်တယ်သူတို့ဘန်ကာပဲကြိုက်တယ်ဘန်ကာရဲ့အမာဘူး grammar ဟောက်ကမှကောင်းလားရောက်လေ grammar ဟောက်ရေးကြရအောင်ဆိုတော့လေ grammar ဟောက်ရပါတော့ကျွန်တော်ကတိလေးပဲရတော့မှကျွန်တော်ခြေနဲ့စားတယ်ဟာရတော့ရှားရင်တော့ကောင်းတော့ဒီဘုံပေါ်ကျွန်တော်ရှုံးပါတယ်ကျွန်တော်ဖန်ခွက်လေးပြီးဖတ်တက်ပြလိုက်ဆိုပါတီရောပကများလေးယူတော့ပကများနဲ့ပြစ်တယ်အဖွားလည်းဘုဘပြလိုက်ဒီပဲပြလိုက်အဖွားပြစ်ပြီးအဖွားမှောက်ကြောက်ဒီဖန်ခွက်လေးပြတော့ကွာဖန်ခွက်လေးပြတော့မှန်လားငါတော့ညံ့လာလားအဖွားနဲ့တူအဖွားပြလိုက်တာရပါမှန်သွားအဲ့ဒါဘာအလုံးနဲ့ပြင်မယ်ကွာဘာကြီးလဲမသိရောဘာလို့ဗီဒီယိုထွက်နေပြီလို့အဖောက်ဒါနဲ့ထုတ်တာဒါကကအဖွာမပြီးအဖွာထားပဲဖွာတေးရကောင်းတယ်တိုင်းမို့ထဲပြီးတော့ရောက်ရေးဖွာငါကတာညမတန်းပြစ်ချရအောက်ထပ်ပြုတ်ကြောက်အရာပလင်းတို့ဘူးဒီကိုကျွန်တော်တော့ပြင်မအဖွာဘယ်ရောက်သွားလဲမသိဘူး Wait my grandma အဖွာကျွန်တော်ကြောက်လို့ပြေးသွားတိုင်းမို့ထဲပြီးလို့အပေါ်ကလည်းသွားမရဘူးသွားရှောက်ပြက်တာဘောပုံမရှိတော့လို့ရှောက်ရှားကြည့်တာဘောပုံလည်းမတွေ့ဘူးအဖွာတွေ့ဘောပုံမရှိတာဒီခန်းထဲမှာပစ္စည်းတွေရှိတော့တယ်ကွာအဲ့တော့ကလင်းတော့တွေ့အပေါ်တက်နေခဲ့တယ်ကွာအပေါ်မှာဘာမှကောင်းတယ်ဘာမှမရှိတော့ဆောက်တော့အဖွာတော့သူများလာပြီးတော့ကျွန်တော်ယူပေးရတယ်အဖွာတော့အဖွာဘာကြီးလဲမသိဘူးနောက်ဖက်ချင်းအဲ့ဒါနဲ့ပြင်အဝေးပြစ်လိုက်တယ်ဘာလို့ရောက်တော့ခဲယူအဖွာတော့ပြတော့အဖွာပဲအဲ့ဒီချိန်မှာအဖွာပြောက်မှန်တော့ပြီးလေးမြင်လာလိုက်တယ်ဘာလို့လဲအဖွာမရှိမလားမသိအမရှိတော့တော့တယ်ဒီလေးရရှိဒီပေါက်ထဲဟာရရှိတော့ဒီကဘာကြီးထွက်လာလဲမသိဟောဓာကြီးဟုတ်တယ်ဓာကြီးဘာလို့အဓာကြီးတက်ပြလို့ရရှိဖတ်တယ်လို့ရပြီးရောခေါင်းဘောလည်းတဲ့မရဘူးဟေးအဖပဲကြောက်တိုက်ရှာတာအဖဘယ်မှာတော့အဖွာဟေးအဖွာအမလေးဖွာကျူတောင်းအကီးယူတော့ညောင်ကြီးအဖွာပြောင်းနေရပလင်းတော့ကိုတွေ့ပြီရပလင်းအဖွာတော့ပြီတော့ဝဲဆိုင်တီးသွားလောက်တော့လည်းတော့မရဘူး你要看那碗西本上得多几西部他妈西部这个不是呀几包高的多少钱呢包里也破嘛他
ခွဲမှာတက်16ခုပဲကျွန်တော်16ခုပဲကျွန်တော်မြန်လိုက်တယ်ဖွာခွဲမှာwhere are you ငါ15ခုပဲကျွန်တော်အပေါ်ကမရှိပါဘူးမရှိဘူးအပေါ်လက်တက်မရခေါင်းဘောလက်တက်မရအိမ်နဲ့ပြောင်းဝင်ရတယ်အိမ်ကဘာမှမရှိအခွဲအဖွာပြေးမယ်အဖွာပြေးလို့မရဘူးအဲ့တော့တက်နေတယ်ဟေးဟာဘူးလေဝါအဖွာပြေးကြတယ်ဆိုတာလေးရောငါမညာမတာမညာအောက်ပြေးကြတာအားရအဖွာပါရအစိတ်နေလည်းငါလည်းပြည့်တယ်ငါမှောက်လဲဝိုင်ငါလိုက်ဆောင်မြန်အဖွာနဲ့များနေအဖွာလိုက်ပြတော့အဖွာမပြေးနဲ့အဖွာမပြေးနဲ့တိတ်လိုက်တော့အဖွာခါနဲ့မှာပစ္စည်းရှိတာခါနဲ့တော့ရှိရဝချက်စလေးတခုပတ်လာဆက်လာငါလည်းမပေါ့ရှော့ထူလို့အဖွာမောက်တော့ပြေးအမမဘလူလိုက်စားအဖွာပြေးတော့မှမလို့ဒီကထွက်ရဟာဘာလဲဒီစက်ပြီးတော့အမလည်းမကျွန်တော်လိုက်စားတာကြောက်ခဲတလုံးပြေးအဲ့တော့ငါကြီးဘာမှတော့ကြောက်ခဲတလုံးပြေးကြောက်ခဲစီပေါ့စစ်စေးပဲအဖွာရတက်ကမိုက်တိုက်တယ်စစ်စေးပဲပြောက်သွားမှလို့ပြတယ်ဖွာပဲရောက်ဖွာတက်စကားကိုပဲကျန်တော့ဆိုဖွာနိုင်တော့မထင်နဲ့ဖွာနိုင်မှာဒီတော့မှဘလို့အိမ်တွေဘလို့မှန်းလို့ကြည့်လိုက်အိမ်တွေတော်မှန်းလားကြည့်လိုက်ကြည့်လိုက်ဒါရယူလို့မရဘူးအိမ်တွေလွဲချက်လိုက်ပြေးတာအဖွားရတယ်ချက်ချင်းဘလို့များရှောင်းနေရှောက်ပြပါကြည့်လိုက်ရှောင်းပြပါဟိုကတော့တော့ဖောင်းပြတယ်တက်တော့ကူပဲကျွန်တော်ရှုံးပြီအဖွာကျွန်တော်တို့တိုင်းမိုးထည့်ပေးလေဗျာအဲ့လိုကျွန်တော်တို့ရှောင်းမလုပ်နဲ့လေဗျာအဖွာမလုပ်နဲ့လို့အဖွာချလာဖွာတော့လည်းချဘူးဘူးအောင်တယ်ကွာတော့တိုင်းမိုးလေးပဲထည့်ခိုင်းအဲ့လိုကားရမလို့ပါဘူးဖွာပြေးလိုက်တော့အဖွာလဲနိုင်တော့ကျွန်တော်တို့နိုင်တော့မှာမခွာဟိုင်းဖြစ်ပါဘူးချာပါဘူးပြောရနော်အေးမတလုံးရှောင်းသွားကျေးဇူးများကြီးနော်ရှောင်းသွားကျေးဇူးများကြီးဒီအားလုံးပဲ bye